ကိုကဖုန်းနဲ့ပဲ vlog လေးဖန်တီးမယ် video လေးရိုက်မယ်ပေါ့နော်ဒါပေမဲ့အတန်ဖမ်းတဲ့နေရာမှာအတန်ကိုလုံးဝကောင်းခြင်းနဲ့ top notch မှလိုချင်တယ်ဘာ microphone သုံးရမလဲဆိုရင်တော့ဒါလေးကရွေးတင်နေတယ်မှာပါပါတယ်ဈေး6သိန်းဝန်းကျင်နဲ့မှာဖုန်းနဲ့သုံးတဲ့ microphone လေးမှာသူ့အတန်ထွက် quality ကတော်တော်လေးကောင်းနေတယ်မှာအကောင်းဆုံးလို့တော့ပြောလို့ရလောက်တဲ့ထဲမှာပါတယ်လို့ပြောရပါမယ်သူကဒီလိုမျိုး case လေးနဲ့လာပါတယ်နှစ်ယောက်ပြောပါပဲအားအနေနဲ့ဆိုလို့ရှိရင်9နာရီလောက်ခံတယ် case နဲ့ဆိုရင်3ခါလောက်ပြန်ပြီးတော့သုံးလို့ရတယ်အဲ့တော့ shooting တစ်ခုစာကောင်းကောင်းလုပ်တယ်အကွာဝေးရလဲမီတာ100ပဲအဲ့တော့ဒီ video တစ်ခုလုံးဒါနဲ့ပဲအတန်သွင်းပေးထားအတန်ကထိုးထီးပြောရင်ရောကြားရလားဒါမဟုတ်ဒါပုံမှန်ပြောနေတဲ့အတန်ပေါ့နော်အဲ့တော့ဒီလိုဆိုရင်ရောကြားရလားသူ့ရဲ့ noise cancellation ကတော်တော်လေးကောင်းနေတယ်မှာပါတယ်အဲ့တော့ကိုကဖုန်းနဲ့ပဲ vlog ရိုက်တယ်ဆိုပေမဲ့လုံးဝအတန်ထွက်ကို share ကောင်းခြင်းနဲ့အတန်ဖမ်းတဲ့နေရာမှာအရန်ကောင်းတဲ့ quality လိုချင်နေဆိုရင်တော့ဒါလေးကရွေးတင်နေတယ်မှာပါပါတယ်ပြောထားသလိုဟုတ်လားမဟုတ်လားဆိုင်မှာလာဆန်းကြည့်နော်